ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပေါ့နော်ဒီနေ့ယောက်ျီတို့အားလုံးတို့တပြည့်ဖျားကိုတို့ကချီးမွမ်းကိုးကွယ်ဖို့ဖျားသခင်ပို့ဆောင်တဲ့အတွက်ကြောင့်ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လာရောက်ကြတဲ့ယုံကြည်သူတွေအားလုံးကိုလည်းဖျားသခင်ကောင်းချီးပေးပါစေလို့ဥစွာပြောချင်ပါတယ်ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီးနဲ့အငယ်9 10ကျွန်တော်မြေတမ်းဖတ်နေကြကျမ်းပိုက်ဖြစ်ပါတယ်ရှင်ပေတရုဩဝါဒစာဒုတိယပထမဆောင်အခန်းကြီးနဲ့အငယ်9တင်တို့မူကားမောင်မိုက်ထဲမှအပွေတော်အလင်းတော်တို့ခေါ်တွင်းတော်မူသောသူဤဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိတော်ယေဘရဟိတ်မျိုးတရှင်တော်လူမျိုးပိုက်ထိုက်သောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်၏အပေါင်းအသင်းဖြစ်ကြ၏ဂယုဏကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြ၏ဒီဂျမ်ဘိုက်ကိုအခြေခံပြီးမှကျွန်တော်နည်းနည်းဝင်ငါချစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစကားကဣဒရေလလူမျိုးတွေကိုဘုရားသခင်ခေါ်တဲ့အချိန်ကမှာစချင်းပြောတဲ့စကားကိုဒီမှာပြန်ပြီးမှရှင်ပေတရုကမတ်တန်ဒီမှာရေးထားတယ်ပေါ့နော်ဂုတ်လောက်ထားတယ်ဆိုတော့ဣဒရေလလူမျိုးတွေကိုကျွန်တော်ဒီအမြဲတမ်းနှုတ်ကပတ်တော်ဝင်ငါတဲ့အချိန်ကမှာဣဒရေလလူမျိုးတွေနဲ့ကျွန်တော်တပါအမျိုးသားတွေကိုအမြဲတမ်းခွဲပြီးမှပြောထရှိတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့ဒီဟာကိုအမြဲတမ်းပြောတယ်လဲဆိုရင်တခါတလေကျွန်တော်ခံယူတဲ့ဟာတွေမားတတ်တဲ့အတွက်ကြောင့်ကွယ်ပြနားလေနိုင်ဖို့အတွက်ကျွန်တော်ကအမြဲတမ်းဒီဟာကိုဦးစားပေးမှပြောနေတာဖြစ်တယ်ဆိုတော့ဣသရေလလူမျိုးတွေကယေရှုခရစ်ကြွလာတဲ့အချိန်ကမှာယေရှုခရစ်ကိုညှင်းပယ်ရတဲ့အဓိကအကြောင်းရင်းကအနာဂတ်ကျမ်းတွေကိုကောင်းကောင်းမွန်သူတို့လေ့လာမှုအားနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ကျွန်တော်အရင်ကတည်းကပြောတယ်ပေါ့နော်ဆိုတော့အခု YouTube ထဲမှာကျွန်တော် B to it ဆိုတဲ့ YouTube ရဲ့တခုကိုကျွန်တော်ကြည့်တဲ့အချိန်ကမှာတို့ဂျူးလူမျိုးအချင်းချင်းဂျူးလူမျိုးကဂျူးလူမျိုးတွေကိုပြန်မအဝံဂေလိပြောရင်းနဲ့ဆွေးနွေးတဲ့အကြောင်းအရာကိုကျွန်တော်ဒီတပတ်မှာအဲ့ဒီဟာကိုတွေးဖြတ်တယ်ပေါ့နော်တွေးဖြတ်တော့ဆိုတော့ဂျူးယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့ဂျူးကဒီဣသရေလတိုင်းနိုင်ငံမှာနေတဲ့ဘာသာရေးဆရာတွေပြီးရင်လူငယ်တွေတကယ်ကြိတ်တဲ့ဒီဘာသာတရားအကိုင်းဆိုင်တဲ့လူငယ်တွေကိုသူကယေရှုခရစ်တော်နဲ့ပတ်သက်ပြီးမှဘယ်လိုမျိုးနင်တို့ခံယူထားတယ်လဲဘယ်လိုမျိုးကြားထားတယ်လဲဆိုတဲ့ဟာကိုသူကပြောပြတယ်ပေါ့နော်ပြောပြတဲ့အချိန်ခါမှာကျွန်တော်အရန်တို့ရဲ့တုတ်ပြန်မှုကိုနားထောင်ရင်းနဲ့ကျွန်တော်အရန်အော်သွားတဲ့ဟာရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဓမ္မတစ်ကျမ်းစာကိုတို့ကလုံးဝဖေထားတာလေဓမ္မဟောင်းကနဲ့ဖြစ်တဲ့အဖြစ်အပျက်တွေပြည့်စုံတဲ့ဟာဓမ္မဟောင်းရဲ့ပြည့်စုံတဲ့ဟာကိုယေရှုခရစ်ကတော့၎င်းတမန်တော်ကြီးတွေကတော့၎င်းဖော်ပြတဲ့ဟာကိုတို့ကဒီဘက်ဓမ္မတစ်ကဟာကိုလုံးဝမျက်စိပိတ်နားပိတ်ဖေထားတော့ယေရှုခရစ်နဲ့ပတ်သက်ပြီးမှနားလေတစ်တလောက်တို့ကနားမလေဘူးပေါ့နော်ဆိုတော့ဟေရှာယအခန်းကြီး51ဒီလိုပြောတဲ့ဟာကိုနင်တို့ဖတ်ဖူးကြသလားမဖတ်ဖူးဘူးဒံယေလအခန်းကြီး9ထဲမှာယေရှုခရစ်အတေခံမဲ့အကြောင်းအခွင့်မရဘဲနဲ့60တင်းပြီးတဲ့အချိန်ကမှာယေရှုခရစ်ကကားတိုင်တင်အသက်ခံရမယ်ဖတ်ဖူးကြလားမဖတ်ဖူးဘူးအဲ့လိုမျိုးပေါ့နော်
ဆိုတော့အခုဒီမှာလေကျွန်တော်ဒီကျမ်းစာရဲ့ဒီစကားကဣသရေလလူမျိုးတို့ကိုပထမအဦးဆုံးဘုရားသခင်ကပြောခဲ့တဲ့စကားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီထွတ်မြောက်ရာအခန်းကြီး19ထဲမှာမောရှေကဒီနာတောင်ပေါ်တက်သွားတယ်ဒီနာတောင်ပေါ်တက်သွားတဲ့အချိန်ကမှာဘုရားသခင်ကမောရှေကိုပြောတယ်နေအောက်ဆင်းပြီးမှငါရဲ့ဣသရေလလူမျိုးတို့ကိုနင်ပြောရမယ်ငါကနင်တို့ကိုအေဂဒုဘီယာနဲ့ငါရဲ့ကြောကုန်းမှာထမ်းပြီးမှခေါ်ထုတ်လာတာဖြစ်တယ်ဒါကြောင့်ငါအဖို့နင်တို့ကဒိန်းယူထားတဲ့လူတွေဖြစ်တယ်ပြီးရင်ဆက်ပြီးမှအခန်းကြီး19အငယ်9မှာကြည့်ကြနော်ထို့ကြောင့်ယခုတွင်သင်တို့သည်ငါစကားကိုအမှန်နားထောင်၍ငါပညတ်တို့ကိုစောင့်ရှောက်လျင်အခြားသောလူမျိုးတကာတို့ထက်သင်တို့သည်ငါပိုင်ထိုက်သောပန္တာဖြစ်ရမည်မြေကြီးရှိသမျှသည်ငါဥစ္စာသင်တို့သည်လည်းမြင်းစိစိမ်ရှိသောယေဘရဟိတ်မြို့သားရှင်သောလူမျိုးဖြစ်ရလိမ့်မည်ဟုအမိန့်တော်ကိုဣသရေလအမျိုးသားတို့အားစစ်ဆူလောဒီဟာပဲပေါ့နော်ပေဒရုဖော်ပြထားတဲ့ဒီဟာပဲဒါမဲ့မောရှေအားဖြင့်ဣသရေလလူမျိုးတို့ကိုပြောတဲ့အချိန်ကမှာ condition တစ်ခုထည့်ထားတယ်ပေါ့နော်ငါစကားကိုနားထောင်ပြီးမှငါရဲ့ပညတ်တို့ကိုစောင့်ရှောက်လင်ဆိုတဲ့ condition တစ်ခုထည့်ထားတယ်ဆိုတော့နားမထောင်ရင်မရဘူးဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ဒါဆိုရင်အာဗြဟံဣဇက်ယာကုပ်လက်ထက်မှာငါစကားကိုနားထောင်လင်ဆိုတဲ့ဟာမျိုးဖျားတခင်ပြောသလားဆိုရင်အဲ့လိုမျိုးမပြောဘူးဆိုတော့ဂတိပေးလိုက်တယ်အမြဲတမ်းကျွန်တော်အဲ့ဒါကိုဦးစားပေးပြီးမှပြောတယ်ပေါ့နော်ဂတိပေးတယ်ငါစကားကိုနားထောင်ရင်ဆိုတဲ့ဟာမျိုးတစ်စက်မှအာဗြဟံဣဇက်ယာကုပ်ခေတ်မှာဖျားတခင်ကမထည့်ထားဘူးငါလုပ်ပေးမယ်ဂတိပေးတယ်ဒါကြောင့်အရင်တစ်ခေါက်မှာဘုရားသခင်ကဂတိသစ္စာတည်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြီးပြီပေါ့နော်တို့တော့အခုဣသရေလတမျိုးသားလုံးဖြစ်လာတဲ့အချိန်မှာမှစပြီးမှငါစကားကိုနားထောင်လင်ငါပညတ်တို့ကိုစောင့်ရှောက်လင်နင်တို့ကဒီလိုမျိုးမင်းစည်းစိမ်ရှိတဲ့အမျိုးယေဘရဟိအမျိုးပိုင်ထိုက်တဲ့လူမျိုးဖြစ်စေမယ်ဆိုတော့နားမထောင်ရင်မရဘူးဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဆိုတော့ဣသရေလလူမျိုးတွေကဘုရားသခင်ရဲ့စကားကိုနားထောင်ခဲ့သလားဆိုတော့တချို့ကပြောကြမယ်နားထောင်ခဲ့တယ်တချို့ကနားထောင်ခဲ့တယ်တချို့ကနားမထောင်တဲ့ဟာလည်းရှိမယ်လို့ပြောကြမယ်ဒါမဲ့တမျိုးသားလုံးပြေဘူးရကြည့်ရင်ဘုရားရဲ့စကားကိုသူတို့ကနားမထောင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်မဿဲအခန်းကြီး20မှာမဿဲအခန်းကြီး24မဿဲအခန်းကြီး24ကိုလည်းကြည့်အောင်နော်ယေရှုခရစ်ဣသရေလလူမျိုးတို့ကိုပြောတဲ့အချိန်ခါမှာအဲ့ဒီမှာတခုပါတယ်မဿဲအခန်းကြီး23 39 38 39မှာယေရှုခရစ်ကဂျေရုဆလမ်မြို့နဲ့ပတ်သက်ပြီးမှပြောတယ်ပြောချင်တာဂျေရုဆလမ်ကဣသရေလလူမျိုးတွေရဲ့capital city ဖြစ်တဲ့အတွက်ကြောင့်ဂျေရုဆလမ်လို့ပြောလိုက်တာ ਨੇ ဣသရေလတမျိုးသားလို့ခြုံပြီးမှသူကပြောတာဖြစ်တယ်ဒါကြောင့်ဂျေရုဆလမ်မြို့နဲ့ပတ်သက်ပြီးမှပြောတဲ့အချိန်ကမှာအငယ်39အိုဂျေရုဆလမ်မြို့သင်ဒီပရောဖက်တို့ကိုတတ်မြဲရှိပြောချင်တာဘုရားသခင်ဇေလွတ်တဲ့ပရောဖက်တွေကိုနင်တို့ကတတ်မြဲတတ်လက်ရှိတယ်ပြောချင်တာဣသရေလတမျိုးသားလုံးကိုပြောတာဘုရားသခင်ဇေလွတ်တဲ့သူကိုခက်အဆက်ဆက်မှာနင်တို့ကတတ်မြဲတတ်တယ်စကားနားထောင်ဖို့တော့ဝဲလာဝဲသင်တို့ရှိရတို့ဇေလွတ်တော်သူတို့ကိုလည်းကြောက်ခဲနဲ့ပြည့်မြဲရှိ၏ဘုရားသခင်ဇေလွတ်တဲ့သူကိုလည်းနင်တို့ကကြောက်ခဲနဲ့အမြဲတမ်းပြည့်လက်ရှိတယ်
ကျမဒီမိမိသားငယ်တို့ကိုအတောင်အောက်၌စုယုံတကယ်လို့သင်တို့၏သားကိုစုယုံစေခြင်းဟာကျင်းဖန်များစွာငါအလိုရှိပြီသင်တို့မူကားအလိုမရှိဣသရေလလူမျိုးတွေနဲ့ပတ်သက်မှာယေရှုခရစ်ပြောတဲ့အချိန်ကမှာသင်တို့ကဘုရားသခင်စေလွတ်တဲ့ prophet တွေကိုတတ်မြဲတတ်လက်ရှိတယ်ပြောချင်တာဘုရားသခင်ရဲ့အတိကရည်ရွယ်ချက်ဖြစ်တဲ့မင်းစည်းစိမ်ရှိသောလူမျိုးယေဘရဟိမျိုးတတ်ရှင်သောလူမျိုးဖြစ်ဖို့ဆိုရဲတော့ချက်ကဘုရားရဲ့စကားကိုနားထောင်မှဘုရားရဲ့ပညတ်ကိုစောင့်ရှောက်မှဆိုရဲ condition ထွမြောက်ရာအခန်းကြီး19မှာအဲ့လိုမျိုးပေးထားတယ်သို့တော့ဣသရေလလူမျိုးတွေကဘုရားသခင်ရဲ့စကားကိုခက်ဆက်ဆက်နားမထောင်ခဲ့ဘူးနားမထောင်ခဲ့ဘူးလို့လည်းအခုယေရှုခရစ်ကြွလာတဲ့အချိန်ကသူတို့ကယေရှုခရစ်ကိုလက်ဝါးကားတိုင်းမှာကွန်မြတ်ခဲ့တာဒါကြောင့်ခုနကျွန်တော်ကြည့်သွားတဲ့ဒီဒီပေအခန်းကြီးနဲ့အငယ်ကူထဲမှာတနုမူကားမောင်မိုက်ထဲမှာအပွေတော်အလင်းတော်တို့ခေါ်တွင်းတော်မူသောသူ၏ဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်သောယေဘရဟိအမျိုးအခုဒီစကားကိုပြောတဲ့အချိန်ကမှာပေတရုကသူရဲ့ဣသရေလလူမျိုးယေရှုခရစ်ကိုရဲ့နောက်လိုက်ယေရှုခရစ်ကိုလက်ခံတဲ့ဣသရေလလူမျိုးတွေကိုလည်းသူကပြောတယ်ပြီးတပါးမျိုးသားတွေယေရှုခရစ်ရဲ့အဝံဂေလိတရားကိုယုံကြည်လက်ခံလာတဲ့သူတွေကိုလည်းယဉ်ညွန်းပြီးမှပြောတယ်အခုပြောရင်နှစ်ဖွဲ့စလုံးကဂျူးပဲဖြစ်ဖြစ်တပါးမျိုးသားပဲဖြစ်ဖြစ်နှစ်ဖွဲ့စလုံးကယေရှုခရစ်အားဖြင့်တန်တူအခွင့်အရေးဂျေဇုတော်ခံစားတယ်ဆိုတဲ့ဟာကိုရှင်ပေတရုကပြောပြနေတာဖြစ်တယ်ဒီဟာကိုကျွန်တော်အကျေချက်ပြီးမှတော့မပြောတော့ဘူးပေါ့နော်ယေဘရဟိအမျိုးဆိုအင်္ဂလိပ်မှာ King James မှာကြတော့ chosen generation လို့ပြောတယ်ပေါ့နော်ရွေးချယ်ထားတဲ့ generation တွေဆိုတော့ဖျားတကယ်ရဲ့အစီအစဉ်ကယေရှုခရစ်ကြွလာတဲ့အချိန်မှာမှဖျားတကယ်စီစဉ်ထားတဲ့အစီအစဉ်တွေအားလုံးကအကောင်အထည်ပေါ်တာဖြစ်တဲ့အတွက်ကြောင့်တမဟောင်းကာလမှာတို့ဒီဖျားကိုယုံကြည်ခဲ့ကြတဲ့သူတွေအားလုံးကလည်းယေရှုခရစ်လက်ဝါးကားတိုင်းမှာအသေးခံမှသူတို့ယုံကြည်ခဲ့တဲ့ဟာကတကယ်ဖြစ်နေတာဟေဘရဲအခန်းကြီး7နောက်ဆုံးမှာကျွန်တော်ကြည့်ရင်အဲ့ဒီဟာကိုတွေ့ရလိမ့်မယ်ဘိယမဿဲအခန်းကြီး20ထဲမှာ parable ပေါ်ပြထားတယ်ပေါ့နော်ဥပမာကကောင်းကင်နိုင်ငံဒီစပြည့်ဥယျာဉ်ကိုလှုပ်ဆောင်တော့သူကိုငါးချင်းကနာနဲ့စောစောထွက်တော့အင်ရှင်နဲ့တူ၏သူတို့ဒီတနေ့လင်တင်နာရီတပြားစီဘေးမီဟူ၍လှုပ်ဆောင်တော့သူတို့နှင့်ဝန်ခံပြီးမှစပြည့်ဥယျာဉ်တို့ဆေလို့၏နာနဲ့တစ်ချက်ဒီဆိုမြန်မာစာအုပ်မှာကြတော့ကျမ်းစာမှာကြတော့အဲ့ဒီဟာကိုတခုနဲ့တနေရာရေးထားတဲ့အာမတူဘူး9နာရီမှတစ်ဖွဲ့ဆေလွတ်တယ်7နာရီမှတစ်ဖွဲ့ဆေလွတ်တယ်ညနေ3နာရီမှတစ်ဖွဲ့ဆေလွတ်တယ်ညနေ9နာရီမှတစ်ဖွဲ့ဆေလွတ်တယ်ဒါမဲ့အလုပ်ပြီးတဲ့အချိန်ကမှအလုပ်ရှင်ကအခကျင်းငွေရှင်းပေးတဲ့အချိန်ကမှတပေးပေါ့နော်ဒီမှာဘယ်လိုဒေနာရိတပြားစီတပြားပဲရတယ်ပေါ့နော်9နာရီလောက်တဲ့တူကလည်းတပြား12နာရီဝင်တဲ့တူကလည်းတပြားညနေ3နာရီဝင်တဲ့တူကလည်းတပြားညနေ9နာရီအလုပ်စင်းကနေမှဝင်တဲ့တူကလည်းတပြားစီပဲရတယ်ရှေ့မှာဝင်တဲ့တူကမကျေနပ်ကြဘူးပေါ့ဆိုတော့ဘာကိုပြောချင်တယ်လဲဆိုရင်အခုယေရှုခရစ်ရဲ့လက်ဝါးကားတိုင်းမှာအသေးခံချက်အားဖြင့်ကနဦးတမဟောင်းကလေးကရွေးချယ်ထားတဲ့ဣသရေလလူမျိုးတွေကလည်းဖျားတကယ်ရဲ့ကယ်တင်ခြင်းကယေရှုခရစ်လက်ဝါးကားတိုင်းမှာအသေးခံတဲ့အချိန်မှာပဲသူတို့ရဲ့ကယ်တင်ခြင်းကပြည့်စုံနေတာဖြစ်တယ်ဆိုတော့ဒီဖက်နောက်ပိုင်းကြတော့ဆိုတော့အလုတ်သိမ်းပြီးတဲ့နောက်ပိုင်းမှာငါလှုပ်ချင်တယ်ကွာဆိုမှလာတဲ့သူကလည်းတပြားရမှတေးချတယ်ဒါကကျွန်တော်တ
ဘာအမျိုးသားတွေပေါ့နော်တဘာအမျိုးသားဂျူးမဟုတ်တဲ့ကျွန်တော်တဘာအမျိုးသားတို့ကလည်းဖျားတခင်ကယေရှုခရစ်ရဲ့အဝင်္ဂလိတရားအားဖြင့်ငါတို့ကိုဒီလိုမျိုးကောင်းကြီးတွေဖျားတခင်နဲ့ပတ်သက်ခွင့်တွေပေးထားတယ်အဲ့ဒါမှတခုလေကျွန်တော်အဓိကထားချင်တယ်အထက်ကအပေါင်းအတင်းမဟုတ်ဆိုတော့ဣသရေလလူမျိုးတို့ကိုဖျားတခင်ရွေးချယ်ထားတယ်လို့ကျွန်တော်ပြောကြပေမဲ့တကယ်တမ်းကျတော့ယေရှုခရစ်အားဖြင့်တို့ကယ်တင်ခြင်းရဖို့အတွက်ယေရှုခရစ်ကြွလာဖို့အတွက်တို့လူမျိုးကိုဖျားတခင်ကရွေးချယ်ထားတာဆိုတော့တို့ကိုရွေးချယ်ခြင်းအမှုအားလုံးကတို့ကိုဖျားတခင်ဂတိပေးတဲ့ယေရှုခရစ်ကြွလာတဲ့အချိန်မှာမှတို့လည်းဖျားတခင်နဲ့ပတ်သက်ခွင့်ပြည့်ခွင့်လုပ်ခွင့်တို့လည်းခံစားခိုင်းတာပေါ့နော်ဒါကြောင့်ဣသရေလလူမျိုးတို့ကိုလည်းကျွန်တော်နားလေရမှာကတို့လည်းတမဟောင်းခေတ်ကာလတစ်လျှောက်လုံးကဖျားတခင်ရွေးချယ်တယ်လို့ပြောပေမဲ့တစ်ဖက်မှာဖျားတခင်ရဲ့အပေါင်းအသင်းတို့မဟုတ်ကြဘူးဆိုရဟာကျွန်တော်အဲ့လိုနားလေဖို့အရေးကြီးတယ်ယခုတွင်ဘုရားသခင်အပေါင်းအသင်းဖြစ်အခုကြတော့တမန်တော်ကြီးတွေယေရှုခရစ်ရဲ့နောက်လိုက်ဣသရေလလူမျိုးတွေရှိလာပြီးယေရှုခရစ်ရဲ့အဝင်္ဂလိတရားကိုလက်ဆက်ကားတဲ့တမန်တော်တွေရှိလာပြီးတမန်တော်တွေအားဖြင့်ဆက်ပြီးမှလက်ဆက်ကားတဲ့အဝင်္ဂလိတရားအားဖြင့်တို့လူမျိုးတွေဘယ်မဟုတ်တော့ဘူးတခြားတပါအမျိုးသားတွေလည်းအဝင်္ဂလိတရားကိုကြားခြင်းအားဖြင့်ကိုကဖျားသခင်ရဲ့အပေါင်းအသင်းဖြစ်လာပြီးဂယုဏဂျေဇုကိုအထက်ကမခံရတော့လဲယခုတွင်ခံရကြ၏ယေရှုခရစ်အားဖြင့်ရကြမဲ့ဂယုဏဂျေဇုတမဟောင်းကာလတစ်လျှောက်လုံးဣသရေလလူမျိုးတို့ကိုဘုရားသခင်ရွေးချယ်ထားပေမဲ့ယေရှုခရစ်မကြွလာသေးတဲ့၍ဒီဂယုဏဂျေဇုကိုဣသရေလလူမျိုးတွေလည်းမခံရသေးဘူးဒါပေမဲ့အခုယေရှုခရစ်ကြွလာတဲ့အချိန်ကမှာတို့လည်းယေရှုခရစ်ကိုမဇာယအနေနဲ့ယုံကြည်လက်ခံခြင်းအပြင်တို့လည်းအခုဘုရားရဲ့ဂရုဏာကိုခံရကြတယ်လို့ကျွန်တော်အဲ့လိုမျိုးနားလည်ရအောင်ပေါ့နော်ဆိုတော့အခုကျွန်တော်ဖတ်ကိုပြန်ကြည့်ရအောင်ဆိုတော့ကျွန်တော်ဖတ်ကိုကြည့်ရင်အခုကျွန်တော်တပါးအမျိုးသားတွေကိုကြည့်ရင်ကျွန်တော်ပညာတရားကနဲ့လွတ်ကြတယ်လို့ပြောရင်ကျွန်တော်နဲ့ဆိုင်သလားတကယ်တမ်းကျတော့ကျွန်တော်နဲ့မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ပညာတရားကဣသရေလတမျိုးသားလုံးကိုပဲဘုရားသခင်ကပေးထားတာဖြစ်တယ်ဒါကြောင့်တပါးအမျိုးသားတွေကပညာတရားကနဲ့လွတ်တယ်လို့ပြောရင်တကယ်တမ်းကျတော့ဒါဒိတ်တော့အတိတ်ပေတော့မရှိဘူးပေါ့နော်ဆိုတော့ငါတို့ကယေရှုခရစ်ရဲ့အဝင်္ဂလိတရားအားဖြင့်ဒါလည်းအပြစ်တရားအားဖြင့်ငါတို့ကလွတ်မြောက်ကြပြီးမှထာဝရကယ်တင်ခြင်းဆုကျေးဇူးကိုရရှိခံစားကြတဲ့သူတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ဘဝကိုပြန်ပြီးမှကျွန်တော်ကြည့်ရင်အထူးသဖြင့်အတန်းတော်ထဲမှာကြီးပြင်းလာတဲ့သူတွေကြတော့ကယ်တင်ခြင်းအကြောင်းကိုမကြားခင်တမဟောင်းကဟာကိုအရင်ကြားကြတယ်ပေါ့နော်ပညာတရားဟာကိုအရင်ကြားကြတယ်ဖျားခင်ဒါလို့ရင်မကြိုက်ဘူးနော်ဆိုတဲ့ဟာကိုအရင်ကြားကြတယ်ဖျားခင်ဖြစ်စေချင်တာကဒီလိုမျိုးအသက်ရှင်တဲ့ဟာမျိုးကိုဖျားခင်ကနှက်သက်တာနော်ဖျားခင်ကဒီလိုကြိုးစားတဲ့ဟာကိုကြိုက်လက်တာနော်ဆိုတဲ့ဟာကိုအရင်ကျွန်တော်ကကယ်တင်ခြင်းအကြောင်းကိုမကြားခင်အဲ့ဒီဟာအရင်ကျွန်တော်ရဲ့ငယ်ဘဝမှာကြားကြတော့တခါတလေကိုပညာတရားရှိတဲ့ဣသရေလလူမျိုးဂတိတော်ရှိတဲ့ဣသရေလလူမျိုးတွေလူတန်းကျွန်တော်ခံယူကြတာပေါ့နော်အဲ့ဒီဟာကငါတို့အတွက်တခါတလေတော်အဆင်မပြေဘူးပေါ့နော်ဆိုတော့အဲ့လိုမဖြစ်ဘူးအားပေးချင်တာဖြစ်တယ်ဆရာကြီးကလည်းအဲ့ဒီဟာကိုခဏ
apply ဆိုတဲ့ဟာကိုသူပြောတယ်ဒါကြောင့် apply လို့ပြောရင်အခုငါတို့ရဲ့အချိန်တွေကဘယ်လိုမျိုးခံယူရမလဲဆိုတဲ့ဟာကိုဆရာကျူးကအမြဲတမ်းကျွန်တော်ကိုတွန်းတင်နေတာဖြစ်တယ်ဒါကြောင့်ကျမ်းစာကိုကျွန်တော်လေ့လာတဲ့အချိန်ကမှာအမြဲတမ်းနှစ်ခုရှိတယ်ပေါ့နော်ဣသရေလလူမျိုးတွေနဲ့ပတ်သက်တဲ့ဟာပြီးရင်ကျွန်တော်တပါအမျိုးသားတွေဒီနှစ်ခုကိုအမြဲတမ်းကိုပြပြကျွန်တော်နားလေဖို့အရေးကြီးတာဖြစ်တယ်ဒါကြောင့်အခုယေရှုခရစ်အားဖြင့်ယေရှုခရစ်ရဲ့အဝိင္ဂလိတရားကိုကျွန်တော်ယုံကြည်လက်ခံခြင်းအားဖြင့်ဣသရေလလူမျိုးတွေကိုကနဦးဖျားခင်ဂတိပေးထားတဲ့ဟာကိုကျွန်တော်တပါအမျိုးသားအခုဒီမှာထိုင်ကြတဲ့ကျွန်တော်ဒီလေရရှိခံစားကြတာဖြစ်တယ်ဆိုတဲ့ဟာကိုဒီနေ့ကပြောချင်တာဖြစ်တယ်ဆိုတော့အမျိုးလို့ပြောရင်ရဝမ်လူမျိုးကချင်လူမျိုးချင်းဖော့လူမျိုးအဲ့လိုမျိုးကိုပြောချင်တာမဟုတ်ဘူး personal တူချင်းကိုအတိကပြောနေတာဖြစ်တယ်မင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးတန်ရှင်သောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ယေရှုခရစ်ကိုယုံကြည်လက်ခံခြင်းအားဖြင့်ကျွန်တော်ကဒီဖျားခင်ကျွန်တော်ကိုပေးတဲ့ကောင်းကြီးမင်္ဂလာတို့ကိုကျွန်တော်ခံစားတဲ့တူရီဖြစ်တဲ့အတွက်ကြောင့်ရည်ရွယ်ချက်ကဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်လူရွေးချယ်တော်သူအနေနဲ့ဖျားခင်ကကျွန်တော်ကိုအတိအမှတ်ပြုနေတာဖြစ်တယ်နောက်ကပတ်တော်အဖြစ်ရောက်စီတိုင်းဖျားခင်ကောင်းကြီးပေးပါစေ။